ဒီဆိုင်လေးကလူငယ်တွေအကြိုက် aesthetic sense vibe လေးနဲ့မြေရောက်ရထားပေါ်ရောက်နေသလိုခံစားရမယ်။ရန်ကုန်မြို့ကအကောင်းဆုံးဘာကာဆိုင်တွေကတဆိုင်လို့တောင်ပြောရမယ်။ Junction Square ကဘာကာဆိုင်လေးမှာသွားစားမှာမလို့ဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ကြပါအောင်နော်။ဒီနေ့ဆိုင်တို့သွားစားခဲ့တာကြတော့ Junction Square Crystal Tower အောက်ထပ်မှာဖွင့်ထားတဲ့နိုင်ငံခြားဆိုင်ဆက်ဝေးသင်းလေးနဲ့အမိုက်စားဘာကာဆိုင်လေးပေါ့နော်။သူကလေနိုင်ငံခြားဘာကာဆိုင်လေးလို့ decoration အမိုက်စားနဲ့ပြင်ထားဆိုတော့လူငယ်တွေကြိုက်တဲ့ပုံလာရဲလို့လည်းကောင်းတယ်။ဆိုင်လေးကလည်းခုမှ soft opening လုပ်ထားတာတိတ်မကြသေးဘူးပြီးတော့ဒီဆိုင်ရောက်လို့ရှိရင် burgers တွေကတော့လုံးဝမစားမဖြစ်ပဲဆိုင်ခုစားခဲ့တာလေးကကျတော့ဒီဆိုင်ရဲ့ signature smash burger လေးပါဒီထဲမှာကျတော့နူးအီပြီးတော့ juicy ဖြစ်နေတဲ့အမဲသားလွှာရဲ့ပြီးတော့ American cheese ကိုဒီလို double layer နဲ့ထည့်ထားတာပေါ့နော်သူရဲ့ burger ကလည်းဒီတကိုက်ဆိုတကိုက်တော်တော်လေးစားလို့ကောင်းတယ်ဒါလေးကကျတော့ဝတ်သားရဲ့ cheese ရဲ့ပြီးတော့ homemade sauce လေးပါပါတဲ့ food pork burger လေးပေါ့နော်ဒီရဲ့ burgers တွေကကျတော့တစ်လုံး1000ခွဲလောက်ပေးရပါမယ်ပြင်ရတဲ့ quality ကတော့တော်တော်လေးတန်တယ်လို့ခံစားရတယ်ဒါလေးကကျတော့ chicken parmesan ပေါ့နော်။ဒါကျတော့ကြက်သားပေါ်မှာဒီလို tomato sauce လေးဆန်းပြီးတော့ mozzarella cheese လေးကိုပြန်အုပ်ထားတာပေါ့နော်။ဒီလိုပူပူလေးစားတဲ့အချိန်မှာဆိုလို့ရှင်တော့လေတော်တော်လေး soft ဖြစ်ပြီးတော့စားလို့တအားကောင်းတယ်။ပြီးတော့ဒီမှာသုံးတဲ့ sauce တွေကလည်းလေသူတို့ရဲ့ homemade sauce တွေပဲဆိုတော့အရသာလေးတွေက unique ဖြစ်တယ်ပေါ့နော်။ဒါလေးတွေကကျတော့ဆိုင်ရဲ့ branch menu ထဲမှာပါတဲ့ smash benedict လေးပါဒါကျတော့လေဒီပေါင်မုတ်ပေါ်မှာ posh out လေးတင်ပေးထားပြီးတော့ဒီပြည့်နစ်နေတဲ့ sauce လေးကိုစမ်းပေးထားတာပေါ့နော်သူ့ရဲ့ထူးခြားချက်ကကျတော့လေဘေကွန်မသုံးမဲ့နဲ့ Kea sausage အသားပြားလေးသုံးပေးထားတာဆိုတော့အပေါ်ပြည့်နစ်နေတဲ့အရသာလေးကိုဒီ Kea sausage ရဲ့ဆက်တဲ့အရသာလေးနဲ့ပြန်ပြီးထိမ့်ပေးထားတာတော်တော်လေးစားလို့ကောင်းတယ်ဒါလေးကကျတော့လေအာလူးကိုပန်ကိတ်လိုပုံစံမျိုးနဲ့လုံးဝကျွတ်ရွတ်နေအောင်ကြော်ထားပြီးတော့အပေါ်ကနေဆယ်မွန်ပြားလေးနဲ့သူ့ရဲ့ homemade sauce လေးနဲ့တွဲပြီးတော့စားရတာပေါ့နော်ဒီလို brush menu တွေကကြတော့လေနေ့လယ်3နာရီလောက်ထိပဲမလို့ရတာဆိုတော့စားမယ်ဆိုလို့ရှိရင်စောစောလေးလာဖို့တော့လိုမယ်နော်ဒါကကြတော့လေ side dish ထဲမှာပါတဲ့အာလူးလုံးလေးပေါ့နော်ဆိုင်ကကြတော့လေဒါကို side dish ထဲမှာမထားဘဲနဲ့ main dish ထဲမှာတော့ပြောင်းပြီးထည့်ပေးခြင်းတော့တဲ့အထီကိုကြိုက်တာသူကလေစားလိုက်လို့ရှိရင်လုံးဝနူးအီပြီးတော့လေရှားပေါ်မှာတော့ပျော်သွားတာနောက်ဆိုရင် Junction Square ရောက်လို့ရှိရင်လေဒီအာလူးလုံးလေးခဏခဏလာစားဖြစ်နေမှသိကြတယ်ဒါဒီလိုတပွဲမှာ8000ပဲရှိရဆိုတော့ဈေးကလည်းတော်တော်လေးတန်တယ်ပြီးတော့အသီးစင်းနဲ့ဖြော်ပေးထားတဲ့ဒီလိုမျိုး smoothie လေးတွေလည်းမတောက်လို့လည်းရတယ်ဒါလေးကလည်း snacks menu တွေကပြောင်းမှုမိခင်ထားတဲ့ corn ribs လေးပါဒီဆိုင်မှာဘာကောင်းတာလေးလဲပါတာဆိုတော့ညဘက်တောက်မယ်ပါညာဆိုလို့ရှိရင်တော့ဒါလေးကအမီးနေနဲ့စားလို့ကောင်းတယ်ဘလောက်ပဲဘိုင်းရောဒီလိုအချိုးပွဲတဲ့နေရာခြံထားတဲ့သူတွေအတွက်ဒီပန်ကိတ်လေးလည်းရသေးရဲ့သူ့ရဲ့ပန်ကိတ်သားလေးကလည်းလေတုံတုံအီးလေးနဲ့တအားမွေးပြီးတော့စားလို့ကောင်းတယ်ဘာကဆိုလို့ရှိရင်အခုလိုထိထိမိမိလေးနဲ့ရှားပေါ်ပျော်စင်းမဲ့အရသာမျိုးမှာစားချင်တဲ့သူတွေရဲ့မရောက်ရထားတဲ့ရောက်နေသလိုဒီလို decoration အမိုက်စားနဲ့တပုံရချင်တဲ့သူတွေအတွက်အခုအသစ်ဖွင့်ထားတဲ့ Junction Square က Let's Smash Burger ဆိုင်လေးမှာတစ်ခါတော့သွားကြည့်ကြနော်ဆိုင်နေရာလေးကတော့ Junction Square RTH နဲ့ Nice to meet you ရဲ့ကြားထဲမှာပါကဲဒါဆိုရင်တော့ဆိုင်နောက် vlog တွေမှာပြန်တွေ့ပါမယ်အားလုံးပဲတတာ